ဒီနေ့တော့ကျွန်တော်တို့နှစ်ယောက်ဥရောပစတိုင်ပန်းချံလေးတစ်ခုရောက်ရှိနေပါတယ်ဒီနေရာရဲ့အဓိကလူကြိုက်များတဲ့နေရာတော့ဒီနေရာလေးပါဥရောပစတိုင်classic design လေးနဲ့လုပ်ထားတာဆိုတော့တော်တော်လေးလူကြိုက်များပါတယ်ဒီနေရာလေးကတိုင်လေးရုပ်ကလေးတွေရေပန်းလေးတွေအခုချိန်ကတော့နေရမ်းပူနေပြီဆိုတော့ကျွန်တော်တို့မနက်ပိုင်းလာတာမျိုးပဲဖြစ်ဖြစ်ညနေပိုင်းလာတာမျိုးပဲဖြစ်လာရင်တော့ပိုကောင်းပါတယ်နေ့ဘက်ဆိုတော့ဒီနားရဲ့နေပူတော့ကြာရင်မကြည့်နိုင်တော့ဒီနေရာလေးဆိုတော့ဒီကလှပါလေဒီကတော့ keep shot လို့ပြောတယ်လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လို့တော့ပြောတယ်။ရာသီတုကအရန်ပူတယ်ဆိုတော့ကျွန်တော်ရေခဲမိုးဖြစ်ဖြစ်အေးဖြစ်ဖြစ်ဝင်စားကြည့်မှာပါ။ဒါတော့ဒီမှာရောင်းတဲ့ပစ္စည်းလေးတွေပေါ့။ပါစားမလားTataki, mango, chocolate, banana. Taki, strawberry. Taki lah. Taki. Kamu saya taki hana, banana hana. Cuci. Kau lah. Ya, itu dua punya tu. Ini kamu nama kuat aja.ဒီနေရာလေးကတော့ပြောင်ကီတိုဖားကျုံမြို့မှာရှိတဲ့ပြောချိုကြည်စုမိုးဝန်းလို့ခေါ်ပါတယ်။ကျွန်တော်စိုးရနဲ့လာမယ်ဆိုရင်တော့တနင်္လာရီလောက်တော့လာရပါတယ်။ဒီနေရာရဲ့ဝင်ကြီးကတော့တရားကို1500ဝန်းဖြစ်ပြီးကိုရီးယားရဲ့နာမည်ကြီးဒရမာနဲ့ TV program တော်တော်များများကိုလည်းရိုက်ကူးထားတဲ့နေရာဖြစ်ပါတယ်။စိုးနီးနားမှာတဘာဝလှတရားတွေကိုအေးအေးဆေးဆေးခံစားခြင်းနဲ့ဆိုရင်ပြောချိုကြည်စုမိုးဝန်းတစ်ခါတော့လာရောက်လည်ပတ်ဖို့အကြံပြုချင်ပါတယ်။ဒီနေ့ခီးစဉ်လေးကတော့ဒီလောက်ပါပဲကိုရီးယားနိုင်ငံကိုလေ့လာမှတ်တမ်းတင်နေတဲ့ကျွန်တော်တို့ဇနီးမောင်နှံနဲ့တူနောက်ထပ်ခီးစဉ်တွေမှာပြန်တွေ့ကြပါမယ်။